အားလုံးပဲမင်္ဂလာပါရှင် Kazin Spiritual Clarity ပတ်မှာကြိုဆိုပါရရှင်ယခုပြောပြပေးရမယ့်အကြောင်းအရာလေးကတော့သင်ရဲ့သားသမီးယရနာအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကပေါ့လေအိမ်အောင်ပြဖို့အစီအစဉ်မရှိတဲ့သူတွေကလေးမလို့ခြင်းတဲ့သူတွေအတွက်ကတော့ဒီဗီဒီယိုနဲ့မသက်ဆိုင်ပါဘူးเนาะအခုပြောပြပေးရမှာလေတင်းရဲ့အိသားဦးသမီးဦးအကြောင်းကို energy ပဲချက်ပြီးသွားမှာဖြစ်ပါတယ်။ तू ကအဲ့လိုမျိုးကိုယ့်ရဲ့သားသမီးကဆရာဝန်ကြီးဖြစ်မယ်အင်ဂျင်နီယာကြီးဖြစ်မယ်အဲ့ဒါကြီးကိုတော့ကြည့်ပေးမှာမဟုတ်ပါဘူးရှင်။ဟုတ်ကဲ့အရင်ဦးဆုံးပေါ့လေတင်းအိမ်အောင်ကြနိုင်ကြီးရှိမရှိ energy ကိုကြည့်မယ်ပြီးရင်တင်းကလေးရဲ့ energy တင်းဘယ်အချိန်လောက်ကလေးရနိုင်မလဲကြည့်မယ်ပြီးရင်ကလေးရဲ့ကိုယ်သွေး personality တွေကလေးနဲ့တင်းရဲ့ဆက်ဆံရေးတွေပြီးရင်သူ့ကိုတင်းကဘယ်လိုမျိုးပြုစုပြောထောင်ပေးလဲဆိုတာကြည့်မယ်မိဘတယောက်အနေနဲ့ဘယ်လိုသင်ခန်းစာရရလဲစတာတွေကိုဒါတော့ oracle ကတ်တွေနဲ့ကြည့်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ pi 1 pi 2 pi 3လေးပဲဖြစ်ပါတယ်စေးထားပြီးတေချာစဉ်းစားပြီးတော့တစ်ခုကိုရွေးပေးပါနော်ဒီ channel လေးကို subscribe လုပ်လိုက်ပါအောင်နော်ဟုတ်ကဲ့ကျေးဇူးပါဖိုင်ဝလေးမင်္ဂလာပါရှင်ဒါကတော့ဖိုင်ဝလေးယူထားတဲ့ oracle ကတ်လေးပါကဲကြည့်ရအောင် oracle ကwish bone နဲ့ a wish is granted ဆူတောင်းနေပြေသွားမယ်ပေါ့လေတင်လိုချင်တဲ့ပုံစံမျိုးကလေးတယောက်ရလိမ့်မယ်တင်ရဲ့သားဦးသမီးဦးကသားလိမ့်မှာတလင်းမီလိမ့်မာလေးဖြစ်မယ်ပေါ့လေတင်ကျင်နဲ့ပျော်ရွှင်ရမှာပါတဲ့ဟုတ်စားထက်တဲ့ကတ်ကတော့ကောင်းပါတယ်နောက်ပြီးတော့တင်အဲ့လိုမျိုးအိမ်အောင်ကြနိုင်ကြီးရှိမရှိလေးတစ်ချက်စစ်မယ်နော်ဘယ်လောက်ရာခိုင်နှုန်းရှိလဲဆိုတာလေးစစ်တက temperance ကသူ temperance နော်သုံးကတ်ထုတ်မှာထပ်မှာဆိုဒီဟာလေးကိုဒီမှာထားမယ်okay ပြီးနောက်တက temperance ပြီး 401ကြာတယ်နောက်တစ်ခုက401ခဏစီလိုက်အောင်မယ်ဒါလေးခဏကောင်းပါတယ်ခြေနေရတော့ပြီးရင်ထွက်ကြလာနောက်တစ်ခုက2 or so ကောင်းပါတယ်ပြော2 or so ဒါမှမဟုတ် bottom တက်တက်ကတော့ embrace ကြပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုတော့2 or so မမြင်ရအောင်ဖြစ်နေမယ်เนาะဒီနားလေးနည်းနည်းကတ်လိုက်ဒီလိုမှအဆင်ပြေမှာဘောတော့တဲ့တက်က embrace ဆိုတော့လေတေအိမ်အောင်ကြနိုင်ကြီးရတဲ့80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိရှိပါတယ်တဲ့ဒါမဲ့ပေါ့လေတင်းရဲ့ inner child ကိုအရင်ဆုံး healing လုပ်ပေးရမယ်တဲ့ဒီမှာ2 or so ဆိုတော့လေ2 or so ဆိုတော့တင်းဘွားမှာ trauma တွေရှိခဲ့တယ်ပေါ့လေအဲ့လိုမျိုး relationship တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒါဆိုတော့ကိုကအဲ့ဒါတွေကို healing မဖြစ်ဘဲနဲ့တော့အိမ်အောင်မပြုတ်တင်ဘူးတဲ့အဲ့လိုမျိုးဒါတော့တွေကပြောတယ်ပေါ့လေ trauma တွေကိုကုစားပြီးမှအိမ်အောင်ပြုတ်တင်ပါတယ်တဲ့ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့အခြေအနေကတော့မဆိုပါဘူးကောင်းပါတယ်ဒီမှာဆိုလဲ embrace ကဘောတော့တဲ့ temperate လဲကောင်းတယ်ဒီမှာ 401ဆိုလဲမိသားစုကပ်ပဲလေဟုတ်တယ်မလားအဲ့ဒါလဲကောင်းတယ်ဆိုတော့ okay အဲ့ဒါဆိုရင်နောက်တင်ကလေးရဲ့အဲ့ energy ဘာကြီးကြည့်မယ်နော်တင်ကလေးအကြောင်းကြည့်မယ်အခုstrength ဆိုတော့ तू ကအတွင်းစိတ်သူ့အိတ်ကလေးကအတွင်းစိတ်အားကောင်းတယ်ပြီးရင်အိတ်တင့်ကလေးကစိတ်ရှည်တတ်တယ်ပေါ့လေတလိမ့်ဆန်လေးတွေကိုချစ်တတ်တဲ့သူဖြစ်မယ်တဲ့ကျင်နာတတ်တယ်ပေါ့လေဒီမှာဆိုလဲကြောင်လေးရဆိုရင်ဒီမှာ तू ကသူစာကလေးတွေနဲ့ခင်နေဟော်လေးသူကအဲ့ဒီစာကလေးတွေထွက်ပြေးသွားမှဆိုလို့သူကဘာမှမလုပ်ဒီတိုင်းကြောက်ရွံ့လိုမျိုးငြိမ်လေးနေရပေါ့လေအမှန်တကယ်ဆိုကြောင်ဆိုတာအိမ်ငှက်တွေပါလေဆိုခုတ်တတ်တယ်လေဟုတ်တယ်မလားသူကဒီမှာအေးစေးလေးငြိမ်လေးနေပြီးတော့သူအဲ့ဒါဆိုတော့တလိမ့်ဆန်လေးတွေကိုချစ်တတ်တယ်ပေါ့လေကိုယ့်ရဲ့အားနဲ့ကိုယ့်ထက်အားနဲ့တလိမ့်ဆန်လေးတွေကိုချစ်တတ်တယ်
သူကနူးညံ့တတ်တယ်အဲ့ကလေးကပြီးရင်လူအေးလေးဖြစ်လိမ့်မယ်ပေါ့လေချေးကစ်လေးပါမိဘတွေကိုလည်းချစ်တတ်မယ်တဲ့သူကသူကအဲ့ strength ဆိုတော့လေအဲ့ခေါင်းဆောင်တရားခေါင်းဆောင်ကောင်းတရားလို့အရေးချင်းတွေပါလာတယ်ပေါ့လေသူစီမှာအဲ့လိုမျိုးငငယ်လေးတွေကတရေကောင်းတဲ့သူလေးပေါ့လေဟုတ်ဒါပေမဲ့သူကအဲ့လိုမျိုး strength ဆိုတော့လေသူရန်ကြမ်းကြမ်းတမ်းတမ်းနေပြောတာကိုမကြိုက်ဘူးသူဆုံးမခြင်းနဲ့ဆိုရင်စကားကိုချူချူတတလေးနဲ့ပေါ့လေချော့ပြီးပြောရတယ်အဲ့လိုမျိုးကလေးမျိုးဖြစ်လိမ့်မယ်ပေါ့လေနောက်တစ်ခါကြည့်မယ်ဆိုတော့တကထွက်လာနောက်တစ်ခါကအဲ့7 of up 7 of up ဆိုတော့အဲ့ကလေးရတဲ့ဒီ7 of up ဆိုတော့လေတင်ကအဲ့လိုမျိုးဒီမှာလည်း trauma တွေကင်းပြီးမှအိမ်အောင်ပြုပါလို့ဒီတာတော့တွေကပြောထားတယ်အဲဆိုတော့တင်ကအသက်ကြီးမှအိမ်အောင်ပြုတဲ့သူတွေမှာပါတယ်ပေါ့လေဒါမှမဟုတ်ရင်လည်းအိမ်အောင်ကြပြီးတော်တော်ကြာမှကလေးရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဘဝမှာပေါ့လေ7 of up ဆိုတော့သူကအဲ့လိုမျိုးစောင့်ရတဲ့ energy ပေါ့လေငွေကြေးပြေဆုံးအောင်မြင်လာပြီးတော့မှကလေးရတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့လေဟုတ်ကဲ့အဲဆိုနောက်တစ်ခါကြည့်မယ်နောက်တစ်ခါက4 of C 4 of C ဆိုတော့ဒါကလေးရဲ့ကိုယ်ရည်ကိုယ်သွေးရပေါ့လေpersonality ကဘယ်လိုလဲဆိုတော့သူကအဲ့လိုမျိုးညင်ဒီမှာလည်းအေးစစ်စစ်ဒီမှာ stress မှာလည်းသူကအေးစစ်စစ်လေးနေရတာကြိုက်တယ်လို့ပြောထားတယ်မလားဒီမှာလည်းသူဒီမှာဘောအစီဆိုမှလည်းသူကအေးစစ်စစ်လေးနေရပဲကြိုက်တယ်ဒီမှာဆိုရင်လည်းဒီမှာသူများရဲ့ဒီမှာကခုံပျော်ပါဆော့ကစားနေကြရပေါ့လေသူကတော့ဒီမှာပဲငြိမ်ငြိမ်လေးနေပြီးတော့တယောက်တည်းပဲစိတ်ကူးတွေရှင်နေရတာကြိုက်တယ်အရန်တွက်တဲ့ကလေးထဲမှာတော့မပါဘူးပေါ့လေဒါပေမဲ့မတွက်ပေမဲ့သူကလည်းသူတော့ညံကောင်းမယ်ပေါ့လေဒီမှာ strength လည်းပါတယ်ဆိုတော့ညံကောင်းတယ်တငယ်ချင်းလည်းနဲလိမ့်မယ်ပေါ့လေသူကပုံမြင်စာအုပ်တွေဖတ်ပြီးတော့ပဲတယောက်တည်းစိတ်ကူးရင်နေရတာကြိုက်တဲ့ကလေးမျိုးဖြစ်လိမ့်မယ်ပေါ့လေအဲဆိုတော့သူ့ကိုအရန်တွန်းအားမပေးတဲ့ဘူးကွာနင်းသူများတွေကဒါမျိုးတွေလောက်တတ်တယ်နင်ကဘာဖြစ်လို့မလုပ်နိုင်တာလဲအဲ့လိုမျိုးတွေတွန်းအားမပေးပါနဲ့တဲ့နားလည်ပြီးတော့စိတ်ရှည်တီးခံပေးပါတဲ့အဲ့ကလေးကိုဟုတ်နောက်တစ်ခါကအတင်ကလေးကိုဘယ်လိုပြုစုပြုထားမလဲတင်တဲ့ကလေးရဲ့ဆက်ဆက်ရဘယ်လိုဖြစ်မလဲဆိုတော့နှစ်ကတ်ကြလာရဆိုနှစ်ကတ်ပဲယူလိုက်တော့မယ်နော်တခါဒီမှာဆိုရင် sit of fire ရဲ့ဒီက9 of fire ရဲ့ဆိုတော့sit of fire ရဲ့9 of fire ရဲ့ဆိုတော့သူကဒီမှာတင်ကတော့အဆင်ပြေပါတယ်တင်သူ့ကိုအဲ့လိုမျိုးပြုစုဆောက်ရှောက်တဲ့ပုံစံပြုစုပြောထားတဲ့ပုံစံကတော့သူကဒီမှာဆိုလဲသူက introvert ပုံစံနဲ့ဖြစ်တယ်ကွာသူက 4C ဆိုတော့ဒီမှာ sit of fire မှာဆိုရင်သူကတင်ကဒီမှာပေါ့လေဒီမှာဆိုကြောင်လေးတွေကဒီမှာဒီကြောင်တစ်ခေါင်လာပြီးတော့လက်ဆောင်တွေလာဖေးနေကြတာပေါ့လေတင်ကသူ့လိုချင်တာတွေအကုန်လုံးဝယ်ပေးမယ်တလားကလေးကိုအလိုလိုက်မယ်ကွာကလေးအတွက်လိုအပ်တာတွေအကုန်လုပ်ပေးမယ်ကလေးကိုအရန်ချစ်တဲ့သူပေါ့လေတခြားကလေးတွေတောင်အားကြရတဲ့ဘဝမျိုးတင့်ကလေးကိုတင်ကပိုင်ဆိုင်စီရဲပေါ့လေဒီမှာကျတော့9 of fire မှာကျတော့သူကတင်ကအတင့်ကလေးကိုအရန်ချစ်တယ်ပြီးတော့ဘယ်လိုပြောရမလဲကိုကအသက်ကြီးရဲ့အရန်အဲ့လိုမျိုးအသက်ကြီးပြီးတော့အိမ်အောင်ကြာတဲ့အချိန်မှာကလေးရတယ်ဆိုတော့သူကကလေးကိုအရန်ကကွယ်မယ်ပေါ့လေဘွားရဲ့သင်ခန်းစာတွေအများကြီးသင်ပေးမယ်တဲ့သားလေးဒီလိုမလုပ်နဲ့သမီးလေးဒီလိုမလုပ်နဲ့ဆိုပြီးတော့သင်ပေးလိုက်မယ်တဲ့ကလေးကိုအရန်ချစ်ပေမဲ့ပေါ့လေဒီမှာဆို sit of fire မှာကျတော့ကလေးကိုအရန်ချစ်တယ်အလိုလိုက်တယ်ဒါပေမဲ့သူကအဲ့ကလေးကိုစိုးရတဲ့အထိတော့အလိုမလိုက်ပေးတဲ့တင်ကလေးပေါ်စိတ်ရှိမယ်လို့တွေ့ရတယ်ပေါ့နော်နောက်တစ်ကတ်လေးကြည့်မယ်နော်မိဘတယောက်အနေနဲ့ဘယ်လိုသင်ခန်းစာတွေရလဲဆိုတာကြည့်မယ် okay 3 of sky ဆိုတော့3 of sword ပေါ့လေ3 of sword ဆိုတော့ဒီကလေးတယောက်ရဲ့ပုံစံအစစ်မှန်ကိုတင်လက်ခံတက်လာလိမ့်မယ်ပေါ့လေသူ့ပုံစံအတိုင်းလေးပဲတင်ကအဲ့လိုမျိုး
လက်ခံတက်လာမယ်တဲ့တင်မှာ expectation တွေတော့ရှိမယ်ကွာဒါပေမဲ့ကလေးအလုံးကတော့အဲ့လိုမျိုးအတူတူတွေကြီးပဲပေါ့မဟုတ်ဘူးပေါ့ကွာသူကနဲ့သူကွဲပြားခြားနားကြရှိလိမ့်မယ်တဲ့အဲ့ဆိုတင်ကလေးရဲ့ပုံစံအစစ်မှန်တင်လဲလက်ခံတက်လာလိမ့်မယ်တဲ့တင်ဖြစ်ချင်တာကိုပဲဦးစားပေးမဲ့အစားကလေးပေါ်မှာလည်းလေးစားမှုရှိလာလိမ့်မယ်တဲ့ဘယ်လိုပြောရမလဲဆိုတော့တင်ကအဲ့လိုမျိုးတင်ငငယ်တော့မဖြစ်ခဲ့တာတွေကိုအဲ့တင်ကလေးကိုလိုက်လောက်ခိုင်းမိမဲ့အစားတင်ကလေးတကယ်ဘာဖြစ်ချင်လဲပေါ့လေအဲ့လိုမျိုးလေးတွေgenerational trauma တွေကိုပြောင်းလုပ်ပေးမယ်ပေါ့လေအဲ့လိုမျိုးတင်အားစပြီးတော့ generation trauma တွေကိုကုစားလိုက်ပြီပေါ့လေတင်အရင်မိဘတွေတုန်းကလည်းသူတို့ဖြစ်ချင်တဲ့ဟာကိုတင်ပေါ်ကိုအရန်တွန်းအားပေးရမျိုးတွေရှိခဲ့မယ်ပေါ့တင်ကြတော့အဲ့လိုမလုပ်တော့တင်ကလေးဟုတ်ဒီမှာဆိုလဲ bottom of the dam မှာဆိုရင် the floating cut ကွာ the floating cut ဆိုတာ the hammer ကိုပြောတာတင်ကအဲ့ the floating cut ဆိုတော့ the hammer ကိုပြောတာသူကဘယ်လိုလဲဆိုတော့တင်ကလက်ခံလိုက်လိမ့်မယ်ပေါ့လေဒီလိုမျိုးဟာဒီလိုတယောက်နဲ့မတူကြဘူးကလေးတယောက်နဲ့မတူကြဘူးဆိုပြီးတော့လက်ခံလိုက်လိမ့်မယ်တဲ့တေးကြရဲ့ဒီပိုင်ဝမ်ကပေါ့လေအသက်ကြီးမှအိမ်နောင်ကြတဲ့သူတွေကလေးရတဲ့သူတွေပေါ့လေအခုလက်ရှိတော့တဲ့ဒီမှာ7တော့at ပါတော့လေ7တော့ panical ပါတော့သူကတရားအခုခရိယာကိုပဲအာယုံစိုက်တင်နေတဲ့ပြီးရင်တရား inner child trauma တွေကိုနည်းနည်းပြောင်းလုပ်တင်နေတဲ့တရားအဲ့လိုမျိုးတင်ကိုယ်တိုင်ကစပြီးတော့အဲ့ generational trauma တွေကိုဖျောက်ပြရမယ်သူဆိုတော့လေအဲ့ဒါမလို့ပေါ့တေးကြတာကတော့တင်ကဒီကလေးကြောက်ဒီထက်ပိုကောင်းမွန်တဲ့သူဖြစ်လာမှာပါတဲ့သူ့အဲ့ကလေးကိုနားလဲပြီပေါ့လေဟုတ်ကဲ့ကလေးတိုင်းကွဲပြားပြီးတော့သူအာသာတဲ့အရာတွေရှိရဲတဲ့တင်ကအဲ့ဒါတွေကိုနားလဲပြရမှာပါတဲ့ဟုတ်ကဲ့ပါဒါကတော့ပိုင်ဝမ်လေးအတွက်တင်ရဲ့ future child အကြောင်းပြောပြပေးသွားပါပြီဖြစ်ပါတယ် energy ကိုက်မယ်လို့ယုံကြည်ပါတယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါဟုတ်ခဏနော်ဟိုဟာလေဒီမှာအဲ့လိုမျိုး personal reading တွေလာမေးလို့ရတယ်เนาะဒီ Facebook မှာလည်းဒီနာမည်နဲ့ပဲတလားဒီမှာဆိုလဲပိုင်နေအများကြီးရေးပေးထားရပေါ့လေငွေကြေးနဲ့ပတ်သက်တာတို့ healing တို့လောက်ပါမှာတို့အဲ့ဒါတချို့တွေမေးကြလို့เนาะအဲ့ဒါcomment တွေက reply ပြန်လို့မရသေးလို့လေဟုတ်ကဲ့ကျေးဇူးပါအဲ့ဒါဆိုဟုတ်ကဲ့ပါဖိုင်တူးလေးမင်္ဂလာပါရှင်အခုဒါကတော့ဖိုင်တူးလေးရေးထားတဲ့ oracle လေးပါအခုသင်အနာဂတ်မှာရမယ်ကလေးအကြောင်းကိုပြောပြသေးသွားမှာပဲဖြစ်ပါတယ်ကြည့်ကြရအောင်school တဲ့ hidden secrets can harm you တဲ့အယိုးကောင်းလေးပေါ့လေ okay ဒါတော့ကတ်တွေနဲ့အိမ်နိုင်ကြနိုင်ကြည့်ကိုကြည့်မယ်ရာခိုင်နှုန်းဘယ်လောက်လဲပေါ့လေ7 of Pentacles 8 of Wands 10 of Swordsဘာလို့တဲ့တက်ကကြ Hierophant ဆိုတော့ Hierophant ဒီမှာကြတော့အယိုးကောင်းနေရောတရားရောဆိုတော့ဒီနားလေးနည်းနည်းတိုးလိုက်မယ်နော်ညင်အောင်လို့တေချာဖိုင်တူးတွေမှာလေအရွယ်လွန်ပြီးတော့အရွေးလွန်ရမယ့်သူတွေတွေ့တယ်ပေါ့လေအပြိုကြီးလူပြိုကြီးအဲ့လိုမျိုးဖြစ်နိုင်ခြင်းများတဲ့သူတွေတွေ့ရပေါ့လေဒါပေမဲ့အဲ့ဒါအ ਨੇ ချင်းလောက်ပါပဲအများစုကတော့အိမ်အောင်ကြမှာပါတဲ့အိမ်အောင်ကြနိုင်ကြီးကတော့85%ရှိပါတယ်သမီးစားဘွားမှာပဲ9နှစ်10နှစ်လောက်ကြာတာမျိုးတွေတွေ့ရတယ်ပေါ့လေဒီ Hierophant မှာဆိုလဲဒီမှာကြည့်ဒီမှာဘာလို့နောက်အောက်မှာကြာအင်ပါတာเนาะဒီ Hierophant မှာဆိုဒီမှာကြည့်သူကဒီမှာဆိုထိပ်ပြောင်းလေးလေထိပ်ပြောင်းလေးဆိုတော့ဘယ်လိုလဲဆိုတော့လေငါတို့လည်းအဲ့လိုမျိုးသမီးစားရေးဆိုငါတို့အသက်ကြီးနေပြီလက်ထက်ကြအောင်ဆိုရဲအခုတော့လက်ထက်ကြအောင်ဆိုရဲစုံတွဲမြင်နေပေါ့လေ
ဒီသူတို့တွေထဲမှာပေါ့လေတယောက်ယောက်ကအဲ့လိုမျိုးturn off source ဆိုတော့လေတယောက်ယောက်ကအရင် relationship တွေမှာတော်တော်ဆူဆူသစ္စာဖောက်ခံရတာလို့အဲ့လိုမျိုး trauma တွေရပြီးတော့ကြံ့ကြာသွားတာတွေပါတယ်ပေါ့လေအဲ့ဒါကြောင့်မလို့အရင်ကြံ့ကြာနေတာပေါ့လေ commitment မလုပ်နိုင်မင်းနဲ့သစ္စာဖောက်ခံရမှာဆိုလို့ဆိုပြီးကြံ့ကြာနေတဲ့လူတွေပါတယ်ဒီ Oracle card ဆိုတော့လေဒီမှာကြည့် hidden secret ခံယူပြီးတော့ဒီမှာကျတော့ turn off source ဆိုတော့လေဟာလေအဲ့လိုမျိုးအရင်သမီးစားအဲ့လိုမျိုးအရင် relationship တွေမှာဆိုရင်အောက်ဖဲလန်ခံရပြီးတော့အချက်ကွဲပူးတာလည်းဖြစ်နိုင်တယ်ပေါ့လေအဲ့ဒါကို trauma ရပြီးတော့ကြောက်သွားတာပေါ့အဲ့လိုမျိုးတွေတချို့ကြတော့လေအဲ့ဒါကြောင့်ပဲအပြိုကြီးလူပြိုကြီးဖြစ်သွားတာမျိုးတွေလည်းတွေ့ရပေါ့လေချိုးကြတော့ဗာလဲဆိုတော့အဲ့လိုမျိုးအိမ်ကအဲ့ရောဝန်ဆိုတော့အဲ့လိုမျိုးကြီးစားတွေဘာတွေလည်းမရှိဘူးအပြိုကြီးလူပြိုကြီးလည်းဖြစ်နေရဲ့အိမ်ကအဲ့လိုမျိုးပေးစားလိုက်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့လေ hierophant ဆိုတော့လူကြီးတွေကအဲ့လိုမျိုးပေးစားလိုက်တာဖြစ်နေโอเคပါဒါကတော့အဲ့ parent တွေရဲ့ energy ထွက်လာတယ်ပေါ့လေအိမ်အောင်ကြနိုင်ကြည့်ရအခုကလေးရဲ့ energy ကြည့်မယ် okay ထွက်လာပြီအဲ့တော့ 8 of C okay 8 of C ဆိုတော့သူ energy က8 of C ဆိုတော့ဒီမှာဆိုဘယ်လိုလဲဆိုတော့သူကအဲ့လူကြီးလေးလိုပဲပေါ့လေအဲ့ကလေးကတခြားကလေးတွေလို့အဲ့လိုမျိုးလူကြီးတွေပြောသလိုယုံမှာမဟုတ်ဘူးဥပမာဆိုရင်ဆန်နာခရစ်စမတ်ညမှာပေါ့လေတကဘာလုံးကကလေးတွေကိုလက်ဆောင်ပေးတယ်တဲ့ကလေးတွေအိမ်ကိုမိကိုခေါင်းနိုင်ကနေဝင်လာတယ်လို့ပြောတယ်ဆိုရင်လေသူကအဲ့လိုမျိုးလုံးဝယုံမှာမဟုတ်ဘူးမေကိုနေမေးလိုက်မယ်ပေါ့လေဟာမေဖေတညာရဲနဲ့အိဆန်နာကလောကဘာလို့ဖြစ်လို့အိမ်နိုင်ကိုလိုက်ပေးနိုင်လဲအိမ်နိုင်မှာမိကိုခေါင်းနိုင်မှမရှိရ तू ကဘလို့ဝင်လာမှလဲအဲ့လိုမျိုးပေးရလေအဲ့လိုမျိုးပေးရအောင်ဆန္ဒချမ်းသာအောင်ဘလို့အလုပ်တွေလုပ်လဲပေါ့လေလက်ဆောင်တွေအများကြီးကိုနိုင်အောင်ဘလို့တည်ရလဲအဲ့လိုမျိုးစရမေကိုနေပေါ့လေလူကြီးတယောက်လိုပဲမေးမှာသူကအဲ့လိုမျိုးလူကြီးတွေကပုံမြင်ပြောရင်ယုံမှာမဟုတ်ပါဘူးတဲ့အဲ့လိုမျိုးတင်ရအဲ့လိုမျိုးအဓိပ္ပာယ်မရှိရဟာ तू ကအဲ့လိုမော်ပညာရေးတက်တယ်ဘာညာကွကအဲ့လိုမျိုးပြောရဲဆိုလဲ तू ကရှုံမှာမဟုတ်ပါဘူးတဲ့အဲ့ကလေးလေးอ่ะသူကအဲ့လိုမျိုးလူကြီးလိုမျိုးစဉ်းစားစင်ကြဉာဏ်နေမြင့်နေပေါ့လေအုံနောက်ကိုအရန်ဦးစားပေးတတ်တဲ့ကလေးတွေကိုတွေ့တယ်တဲ့ဒါတော့သူကပေါ့လေအမေးမြန်းထူတဲ့ထဲမှာပါလိမ့်မယ်အမေးမြန်းထူပေမဲ့လည်းတင့်နာကိုတော့အရန်လိုက်ကပ်ပြီးတော့ရှုပ်နေမှာမဟုတ်ဘူးသူကိုယ်တိုင်ကလည်းအေးစစ်စစ်နေရကြိုက်တယ်ပေါ့လေသူမှမိကွန်းပေါ်လာရင်တော့တင့်ကိုလာပြီးတော့မေးနေမှာပေါ့နောက်တစ်ခါကြည့်မယ်နော် floating cat ဆိုတော့ဒီမှာဆိုရင်လည်းအသက်ကြီးမှအိမ်အောင်ကြားရပါတယ်ဆိုတော့တင်တို့အဲ့လိုမျိုးအေဂျင့်တည်ငြိမ်သွားတဲ့အချိန်မှာကလေးကသူ့လိုရောက်လာလိမ့်မယ်တဲ့တင်တို့ဘွားတွေမှာသူကဒီ the floating cat ဆိုတော့ the hammer ပေါ့လေသူကအဲ့ဒါဆိုတော့အဲ့ကလေးကသူ့အတိတ်ဘွားမှာတဲ့တရားသမားတွေလည်းဖြစ်ခဲ့မယ်တဲ့သူကတရားသမားဆိုတော့သူကအေးစေးနေရတာပဲကြိုက်တယ်ဗောလေအဲ့ဆိုတော့တင်တို့အဲ့လိုမျိုးအေးစေးတည်ငြိမ်နေတဲ့အချိန်မှာတင်တို့ဘွားတွေကိုရှောက်လာလိမ့်မယ်တဲ့သူကစောင့်နိုင်တယ်တဲ့သူ့မှာရွေးချယ်စီရတခြားအိမ်တွေသွားစီရလည်းရှိရဗောလေတင်တို့မဟုတ်ရင်လည်းတခြားအိမ်မှာသွားနေလိုက်လို့ရတယ်အဲ့ကလေးလေးကတော့ကောင်းတဲ့ဘွားလာတာပေါ့ကွာမြင့်မြတ်တဲ့ဘွားလာတဲ့ကလေးလေးโอเคနောက်တစ်ခါက the star ဒီမှာကြောင်လေးကဒီကောင်းကင်ဘဝရှင်သေးပုံလေးကိုကြည့်နေတေချာကြည့်ပြီးတော့စိတ်ကူးရရှင်နေဆိုတော့သူ့ရဲ့ကလေးရဲ့ကိုယ်ကြီးကိုသူကကြောင်ကအဲ့လိုမျိုးရှင်သေးကိုကြည့်ရဲဆိုတော့လေကောင်းကင်ဘောမော်ပြီးတော့ကြည့်နေဆိုတော့သူကရီမန်းချက်ကြီးရဲ့သူထဲမှာပါလိမ့်မယ်နော်star ဆိုတော့သူကကျယ်ပွင့်လေးလည်းဖြစ်တယ်ပေါ့လေပေါင်းနှင်းဆက်ဆက်ရေးကောင်းတယ်ကျောင်းမှာဆိုရင်လည်းအဲ့လိုမျိုးရေးပန်းစားတယ်ပေါ့လေဆရာမကြီးကလည်းချစ်ကြတယ်ဆရာတွေကလည်းသူ့
သူကစာတော်တဲ့သူလည်းဖြစ်လိမ့်မယ်ပေါ့လေအဲဆိုဆရာမကြီးကသူ့ကိုချစ်ကြတာပေါ့သူကနူးညံ့လိမ့်မယ်သူကနူးညံ့လိမ့်မယ်ပြီးရင်ဒီလိုမျိုးစိတ်ကူးစိတ်တန်းနေကောင်းလိမ့်မယ်ဒီမှာဆိုလဲကြောင်လေးကကြည်ပြီးတော့စိတ်ကူးတွေရှင်နေအဲဆိုတော့စိတ်ကူးစိတ်တန်းနေလဲအားကောင်းလိမ့်မယ်တဲ့အမြင့်ကိုပဲတက်လန်းမဲ့ကလေးလေးပါတဲ့ဒီမှာဆိုရင်လဲ the hammer လေးပါတယ် the floating cat ဆိုလဲသူကအဲဆိုတော့ဘာသာတရားကိုင်းဆိုင်ပြီးတော့လိမ်မာတဲ့ကလေးဖြစ်လိမ့်မယ်နော်ဆက်ဆံရေးကနောက်တစ်ခါက fire kitten ဆိုတော့သူကpage of fire ဆိုတော့တင်းတဲ့ကလေးနဲ့ဆက်ဆံရေးကအဲ fire kitten ဆိုတော့သူက page of ပါဆိုတော့တင်းတို့နှစ်ယောက်ကပေါ့လေ best friend လိုမျိုးပုံစံလေးဖြစ်လိမ့်မယ်ပေါ့လေတဦးပေါ်တဦးနားလဲပေးကြလိမ့်မယ်တဲ့တားမိတားဖားရပေါ့လေတင်းနဲ့တင်းကလေးကနှစ်ယောက်သားခရီးတွေအတူသွားကြတာကြိုက်တယ်တဲ့တောင်တက်ရတာအားကစားလုပ်ရတာအဲ့လိုမျိုးကိုလက်လှုပ်ရှားတင်းနဲ့အတူတူလုပ်ရတာအဲ့ကလေးတင်းကလေးကကြိုက်ပါတယ်တဲ့တင်းကလည်းတင်းကလေးဝါသနာပါရမှန်သမျှကိုအားပေးမယ်ကလေးကိုအမြင့်တက်လမ်းမှုတင်းကလှေကားထောင်ပြီးထားရပေါ့လေတင်းကအဲ့လိုမျိုးကလေးကဘာလုပ်ချင်လဲသားလေးဘာလုပ်ချင်လဲသမီးလေးဘာလုပ်ချင်လဲဆိုပြီးတော့အဲ့လိုမျိုးကလေးအပေါ်အားပေးတာပေါ့လေတချို့ဆိုအားမပေးဘူးကွာသူတို့လှုပ်ခိုင်းနေတာပဲကလေးကိုလှုပ်ခိုင်းတယ်ဒီမှာဆိုလည်းကြည့်ရောဒီမှာကြည့်ရင်အမီလေးကိုတွေ့လားအမီလေးကမီးလောင်နေရဲ့ကျန်မီးလောင်တာငိမ့်နဲ့သူငိမ့်လိုက်တယ်ထင်ပါတယ်သူလက်ကလေးနဲ့ကြောင်လေးကအဲ့ဆိုဘယ်လိုလဲဆိုတော့လေသူကစမ်းသက်ပြီးတော့လိုက်လောက်ရတာကြိုက်တယ်ကွာသူမလုပ်ဘူးတဲ့အရာတွေစွန်စားကန်နေခုနကလိုပြောသလိုတောင်တက်တာတို့အားကစားလုပ်ရတာတို့အဲ့လိုမျိုးတွေသူကကြိုက်တယ်အဲ့ဒါကိုစမ်းလုပ်တယ်ဒီမှာအဲ့အမီလောင်ထားတာတော့မှထွက်မပြေးပါဘူးเนาะထပ်ပြီးတော့အဲ့မီလေးကိုလိုက်တိုးချင်အဲ့ဒါဆိုတော့လေသူကနည်းနည်းလဲခေါင်းမာတဲ့ကလေးမျိုးဖြစ်လိမ့်မယ်သလားတင်ရလဲအဲ့ဒါဟုတ်ကွာတင်းကလည်းအားပေးမယ်ပေါ့သူအဲ့လိုမျိုးလှုပ်ချင်တာလေးသူကစာလဲဒီမှာဆိုစာတော်တယ်သစားဆိုလဲစာတော်တဲ့မှာပါလိမ့်မယ်သူကပြီးတော့အားကစားလဲထူးချွန်နေပေါ့လေလူရည်ချွန်လေးတွေအဲ့ဒါတွေလည်းတွေ့ရတယ်ဆိုတော့ကောင်းပါတယ်ပြီးတော့နောက်တစ်ခါကကြာလိုက် fire ကြောင်လေးရှမ်းဖြစ်နေကြတယ်မောင်နှမတွေများလားတယောက်တည်းမဟုတ်ထင်တယ်ဒီကလေးလေးကအဲဆိုရင်မောင်နှမတွေရှိရဆိုရင်တော့သူနည်းနည်းတော့အဲ့လိုမျိုးစိတ်ရှုပ်သွားလိမ့်မယ်ပေါ့လေဒါပေမဲ့ငယ်တော့မှအချိန်မှပါဒီမှာဆိုရင်ကြောင်သေးသေးလေးကွာရမ်းဖြစ်နေတာကြောင်သေးသေးလေးဆိုတော့အဲ့ငယ်တော့အချိန်တော့အဲ့လိုမျိုးမောင်နှမတွေနဲ့ရမ်းဖြစ်တာမျိုးတွေပါတော့ရှိမယ်ကွာအဲ့ဆိုတော့တင်ကကလေးကိုဘယ်လိုစောက်ရှောက်မလဲဆိုတော့သူလှုပ်ချင်တာလေးလည်းတင်ကလှုပ်ခိုင်းမယ်တဲ့ပြီးရင်သူ့ရဲ့ယုံကြည်ချက်ရှိအောင်ပြောရဲဆိုရဲရှိအောင်ယက်တိချက်ခိုင်မာအောင်လည်းလှုပ်ခိုင်းမယ်တဲ့fire ဆိုတော့လေသူကပြိုင်ပွဲတွေဝင်ပြိုင်ခိုင်းမယ်ဒီမှာဆိုလဲတင်အဲ့ကလေးကဒီမှာဆိုလဲတင်နဲ့အတူတူကွာတောင်တရတာအားကစားတွေလုပ်ရတာကြိုက်တယ်တင်ကအဲ့ဒါကိုလည်းအားပေးမယ်ပေါ့လေဒီမှာဆိုလဲပြိုင်ပွဲတွေဝင်ခိုင်းမယ်တင်ကိုယ်တိုင်ကလည်းအဲ့ကလေးနဲ့ပေါ့လေဒီဘိတ်တွေဘာတွေလုပ်လေးရှိမယ်တဲ့ခေါင်းဆောင်ကောင်တရားဖြစ်အောင်ကလေးကိုပြုစုပြိုးထောင်ပါမယ်တဲ့ကလေးသူ့ကိုသူတဲ့ယုံကြည်မှုရှိတတ်အောင်နဲ့တာဝန်ယူတတ်အောင်နဲ့မိဘတယောက်အနေနဲ့သင်ပေးမယ်ပေါ့လေကလေးပေါ်မှာကောင်းပါတယ်ကလေးနဲ့ဆက်ဆံရတော့သင် future child နဲ့ဆက်ဆံရတော့ကောင်းပါတယ်နောက်ဆုံးတက်ကလေးကြည့်မယ်နော် fire queen သူ fire queen ဒီမှာဆိုလဲ bottom of the deck မှာ ace of ups ဆိုတော့မိဘတယောက်အနေနဲ့ပေါ့လေတင်ကfire queen ဆိုတော့တင်ကိုယ်တိုင်ကလည်းအဲ့ကလေးကိုမိဘတယောက်အနေနဲ့ပြုစုပြိုးထောင်ရင်းနဲ့
ယုံကြည်မှုတွေရှိလာလိမ့်မယ်ပေါ့လေဒီမှာဆိုရင်တန်တော့ဆော့တို့ဒီ school တို့မှာဆိုရင်တင်မှ trauma တွေအရင်က trauma တွေရှိခဲ့တယ်ဒါပေမဲ့ဒီကလေးရောက်လာပြီးတဲ့နောက်ပိုင်းမှာတင်အဲ့ trauma တွေအကုန်လုံးကုစားပေးပြီးသားဖြစ်သွားမယ်တဲ့ healing တွေဖြစ်ပြီးတော့တတ်ပြောက်ကွင်းသွားမယ်တဲ့ကလေးကိုလည်းခယူးတစ်စိုက်ကောင်းကောင်းမွန်မွန်ပြုစုပြောထောင်မယ်တဲ့အရာရာကအမြဲတမ်းပြီးပြည့်စုံစရာမလိုဘူးဆိုတာလည်းသိလာလိမ့်မယ်ပေါ့လေဒီမှာဆိုရင်လည်း Ace of Up ဆိုတော့လေဒီကလေးကြောက်ပဲတင်တို့တွေအဲ့လိုတဖြည်းဖြည်းဒီကလေးရပြီးတော့မှတဖြည်းဖြည်းချမ်းသာလာမျိုးတွေဖြစ်နိုင်တယ်ပေါ့လေဒီမှာဆိုလည်းမွန်းဆိုတော့ကောင်းပါတယ်ဟုတ်ကဲ့ပါဒါကတော့ပိုင်တူးလေးတွေအတွက်သင်ရဲ့ future ချိုင်အကြောင်းကိုပြောပြသွားတာပဲဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာပေါ့လေကြော်ညာလေးတစ်ချက်ဝင်မယ်နော်ဒီမှာ Facebook မှာလည်းရှိပါတယ်လို့ဒီနာမည်နဲ့ပေါ့လေဟုတ်တချို့တွေအဲ့လိုမျိုးမေးထားရပေါ့လေ personal reading တွေဘယ်လိုမေးရမလဲဆိုတော့ဒီမှာ Facebook မှာဆိုလဲအများကြီး pick တဲ့ပိုင်းတွေပါလုပ်ပေးထားတယ်ဟုတ်ဒီနားမှာလာကြည့်လို့ရပါတယ်ဟုတ်ဒါပါပဲအားလုံးအဆုံးထိကြည့်ပေးထားတဲ့အကျွဲကျေးဇူးတင်ပါတယ်ရှင်နောက်မှပြန်ဆုံတွေ့ကြပါမယ်တတားဖိုင်3လေးမင်္ဂလာပါရှင်အခုသင်အနာဂတ်မှာရမယ်ကလေးအကြောင်းကိုဟောပြပေးပြသွားမယ်ဖြစ်ပါတယ်ဒါကတော့သင်ရေးထားတဲ့ oracle ကတ်လေးပါmoney path ပေါ့လေ money path ဆိုတော့ a path with money is waiting for you to find it အဲ့ဆိုတော့လေအလောက်ကင်အကြောင်းရင်ထွက်လာပေါ့လေကလေးအကြောင်းကြည့်မယ်ဟာသူကဘယ်လိုပြောရလဲဆိုအလောက်ကင်နဲ့ပတ်သက်ပြီးရွှေလန်းငွေလန်းရှာအောင်မဲ့သူတွေတွေ့တယ်တဲ့oracle ကဲအရာတော့တင့်ငွေရင်ရှာဖို့ပြောနေပါတယ်သူကအဲ့လိုမျိုးကလေးအကြောင်းကြည့်ရတဲ့အခါမှာဒီလိုမျိုး money path တွေပါတွေ့ရဆိုတော့လေတင့်ကလေးကအစားအစာဆိုလဲစီဦးထောပတ်စားရတာကြိုက်တယ်အသုံးဆောင်တွေဆိုလဲအရေးသွင်းမြင့်ပစ္စည်းအသုံးဆောင်တွေပဲသုံးကျင်တာတွေ့ရပေါ့လေအဲဆိုသူကတင်ကိုပတ်စံရှာတာပါတဲ့ဒီမှာဆိုလဲ money path ဆိုတော့လေအခု oracle ကတ်တည်းနဲ့လေတင်အိမ်အောင်ကြဖို့တော်တော်များနေရပေါ့လေအဲ့ကလေးကတင်ပွားရဲရောက်လာပုံများအခုတားတော့နဲ့ကြည့်ကြည့်မယ်နော်တင်အောင်ကြနိုင်ကြည့်okay the lover နောက်တစ်ကတ်နှစ်ကတ်ထွက်နေလို့နှစ်ကတ်စလုံးယူလိုက်မယ်နော် okay the sun နဲ့ judgment ဘောတော့တဲ့ကြတော့အေရော့ဆော့ဖြစ်သွားဒီကတ်3ကတ်ထုတ်တာဗောလေဒီကတ်3ကတ်အရာတော့လုံးဝအိမ်အောင်ကြနိုင်ကြီး65ကနေ100%ထိကြမဲ့လူတွေပါနိုင်တယ်ဗောလေဒီမှာကျတော့ဘောတော့တဲ့ဓမ္မကြောင့်အေရော့ဆော့ဆိုတော့မယူတဲ့သူကတော့မရဘူးပေါ့ဟုတ်အိမ်အောင်ကြီးဒီမှာဆိုရင်ဒါတွေအကုန်လုံးဖုံးရမယ်ပေါ့လေထားလိုက်ပါတော့စတစ်ကာနဲ့ပဲဖုံးထားလိုက်တော့မယ်နော်သူက the lover ရောဒီမှာ the sun ရော the judgment ရောဆိုတော့လေတင်အိမ်အောင်ကြရင်အိမ်အောင်ကြီးကန်ကောင်းတဲ့သူတွေပါတယ်ဗောလေဟုတ်ကဲ့နောက်တစ်ကတ်ကနောက်ထပ်သင်ကလေးရဲ့ energy ကြည့်မယ်နော် energy ကပါလဲဆိုတော့ okay 8 of sky ဒါ8 of sky ဆိုတော့သင်ကလေးရဲ့ energy ကဒီမှာလောက်လိုက်ဒါလေးကိုတလဘာကိုဖုံးလိုက်ပြီသူက8 of sky ဆိုတော့သင်နဲ့ karmic connection ပေါ့လေအဲ့ကလေးကဒီမှာဆိုကြောက်နေရကြောက်နေပေါ့လေ anxiety များတတ်တယ်ပေါ့သူကလူကြောက်တတ်တဲ့ကလေးဖြစ်လိမ့်မယ်ဆိုရင်စိတ်တွေ anxiety တွေများတယ်ရှက်တတ်တယ်ရှေ့ကအိမ်အောင်ကြနိုင်ကြီး3ကတ်မှာဆိုလဲပေါ့လေ judgment တို့ the sun တို့
ပါတော့လေသူကတင်ရဲ့အဲ့လိုမျိုး common connection လို့ခုနကပြောရမလားအဲ့ဆိုတင်ရဲ့အဲ့လိုမျိုးတင်ကသူ့ကိုစိတ်ရှည်နဲ့သူ့ရဲ့အကြောက်တရားကိုရင်ဆိုင်နိုင်အောင်တင်ပေးရမှာပြုစုပြထားမှာဒီမှာဆိုကလေးလေးကသဆန်းဆိုရင်ဒီမှာပြုံးပျော့ရွှင်နေအဲ့လိုမျိုးကလေးတယောက်ဖြစ်အောင်ပေါ့လေသဆန်းလိုမျိုးကလေးတယောက်ဖြစ်အောင်ပြုံးပျော့ရွှင်နေနောက်ထပ်တစ်ခါထုတ်မယ်နော်တင်ပွားတဲ့ကလေးကဘယ်လိုချိန်ဝင်လာလဲဆိုတော့သူ Ace of S ဆိုလဲဟုတ်တယ် Ace of S ဆိုတော့ဒီမှာဆိုလဲ money ပတ်တွေတွေ့ရမလားအဲ့ဒါဆိုတော့သင်တို့အခြေတကျဖြစ်သွားတဲ့အချိန်သူကရောက်လာလေသူကအဲ့လိုမျိုး message ရဘယ်လိုရလဲဆိုတော့လေအဲ့ကလေးက sensitive အရန်လည်းဖြစ်တတ်တယ်ပြီးတော့အဲ့လိုမျိုးသူ့အတွက်ဂယုစိုက်ပေးရမှာတအားများတယ်ပေါ့လေအဲ့ဒါဆိုတော့သူကိုယ်တိုင်ကလည်းအကောင်းမဲ့ကြိုက်တယ်ဆိုတော့အဲ့လိုမျိုးသူကဘယ်လို message ရလဲဆိုတော့ကလေးတယောက်ကိုလုံးဝတကယ်တိုင်ဝင်ယူနိုင်တဲ့အချိန်မှဒီကလေးကိုယူသင့်တယ်ပေါ့လေဟုတ်နောက်တစ်ခါကြည့်မယ်နော်8 of fire ဒီမှာဆိုလဲကြောင်နှကောင်ဆိုတော့မိဘ2ယောက်ကဒီကြောင်လေးဒီမှာလုံးဝယုံကြည်မှုအပြည့်နဲ့ပြေးနေတဲ့ပုံစံလေးပေါ့လေအဲ့ဒါကိုမိဘ2ယောက်ကတေချာဂယူတဆိုင်နဲ့ကြည်ပေးနေတဲ့ပုံစံဆိုတော့ဟုတ်တယ်ဒီအရှိမလဲဒီမှာဘောတော့တဲ့ထက်မှာဒီမှာဆိုလဲ8 of sword ဒီမှာဆိုလဲ8 of sky ဆိုတော့ဒါ sky ဆိုတာလဲ8 of sword ပဲလေမလားအဲဆိုတော့anxiety တွေတအားတွေ့ရတယ်เนาะအဲ့ကလေးကသူ့ရဲ့တကယ်ပုံစံဒီလိုမျိုးကွာ the sun တို့ဒီလိုမျိုးဒီကြောင်လေးလိုမျိုးစိတ်မြန်လက်မြန်ရှိရယ်သူကတကယ်တမ်းကျတော့ဆက်ဆံရေးလဲကောင်းတယ်စကားလဲပြောဆိုတတ်တယ်ဗောလေဒါပေမဲ့အရန် shine ဖြစ်တာပေါ့ဒီလိုမျိုးတင်ဒီမိဘ2ယောက်ကပေါ့လေဒီလိုမျိုးကြည်နေတယ်လို့မျိုးသူတို့ဖြစ်ချင်တဲ့အဲ့သူတယောက်ဖြစ်အောင်တင်တွန်းအားပေးရမှာကူညီရမှာပေါ့ကလေးကအဲ့လိုမျိုး anxiety ဒါရှိရသူကညံကောင်းတယ် ID နည်းပညာတွေအဲ့လိုမျိုး technology တွေမှာတော်တယ်ပေါ့လေခရီးသွားရလဲကြိုက်တယ်ဘာသာစကား2မျိုး3မျိုးလောက်လဲပြောတတ်တယ်ပေါ့လေသူကကွာဒီမှာဆိုလဲဆက်စပိုင်းဒီကတ်နှစ်ကတ်မှာဆိုလဲသူ့အကြောင်းတိတ်ပြီးတော့အဲ့လိုမျိုး energy မဖမ်းမိဘူးသူအဲ့လိုအခြေတကြားဖြစ်မှာပဲကျွန်တော်လာမယ်သမီးသားလာမယ်အခြေမမေတို့ဖေဖေတို့အခြေတကြားဖြစ်မှာပဲသားထွက်လာလိမ့်မယ်သမီးကထွက်လာလိမ့်မယ်အဲ့လိုမျိုးပေါ့လေအဲ့ဆိုတော့သူကအဲ့လို anxiety တအားများတယ်ကွာသူပုံစံဒါပေမဲ့တကယ်တမ်းကျတော့သူကအဲ့လိုမျိုးတော်တဲ့သူကိုရှက်တက်ကြောက်တတ်တယ်ဆိုတော့တင်တို့ကအနားမှာသူ့အတွက်အားပေးနေရမှာပေါ့လေလုံခြုံနှွေးထွေးမှုတွေအများကြီးပေးရမယ်ကလေးပေါ့နောက်တစ်ခါကြည့်မယ်တဲ့အောင်သူကဘယ်လိုမြင်လဲပေါ့လေအဲ့ကလေးကstar ဆိုတော့ကလေးကတဲ့ဟိုတဲ့သူ့ရဲ့လမ်းပြကျယ်လို့မြင်ပါတယ်တဲ့တဲ့ကိုလေးစားတယ်အားကြတယ်တဲ့တင်ကိုယ်တိုင်ကလည်းဒီမှာ money ပတ်တွေဆိုတော့အောင်မြင်တဲ့ successful ဖြစ်တဲ့သူတယောက်ဖြစ်လိမ့်မယ်ကွာအဲဆိုတော့တင်ကိုရှေးဆောင်လက်မြကောင်းရှေးဆောင်လက်မြကောင်းတယောက်ဖြစ်နေသူ့တင်ကိုယုံကြည်ရတဲ့ဒီကလေးကအားကိုးတယ်ပေါ့လေနောက်ကလေးကိုတင်ကဘယ်လိုပြုစုပြောထားမလဲအကွင်းဆိုတော့တင်ကကလေးကိုတဲ့လိုလေသေးမရှိအောင်ပြည့်စုံထားမယ်တဲ့ဒီမှာဆိုလဲကြောင်လေးဆိုကြည့်လိုက်ကွာဒီသူ့ခုံလေးပေါ်မှာထားရမျိုးခုံလေးကလည်းလှတယ်ဒီမှာဆိုလဲပန်းပွင့်လေးတွေဒီမှာခြေနှောင်းလေးထဲမှာအသီးလေးတွေပါတယ်ကြောင်လေးဆိုလဲလေဆွဲလေးဆွဲပေးထားတာလေအဲဆိုတော့လိုလေသေးမရှိပြည့်စုံထားမယ် princess treatment ပေးမယ်ဒီမှာအသီးလေးတွေပါတယ်ဆိုတော့အရေးသွေးမြင့်ပြီးတော့အာဟာရရှိရဲ့အစားအစာတွေပဲကျွေးမယ်သူ
သူကိုသူဘလို့ကျမ်းမအောင်နေရမလဲဆိုတာသင်မယ်တဲ့ပြီးတော့ဒီမှာ add ခွင်းဆိုတော့ငွေကြေးစီမံမှုလဲအားကောင်းအောင်သင်ပေးမယ်ပေါ့လေနောက်တစ်ခုကြည့်မယ်မိဘတရားအနေနဲ့ဘလို့သင်မယ်စာရရမယ်3 of art ဆိုတော့သင်ခန်းစာဘလို့ရပါလဲဆိုတော့လေကလေးတယောက်ကိုပြုစုပြောထောင်ရတာတဲ့လူတယောက်တည်းနဲ့တော့မနိုင်ပါဘူးဆိုတာသင်ခန်းစာရပါမယ်တဲ့ဒီမှာဆိုကြောင်3កောင်ကဒီအကောင်လေးကိုကြည့်ပြီးတော့အရေးတကြီးနဲ့ကြည့်နေပုံစံဆိုတော့3 of up ဆိုတော့ဖန်တီကယ်ကွာအဲဆိုတော့ငွေကြေးပေါ့လေလူဝင်အားငွေအားတွေအများကြီးသုံးပါမယ်ကလေးတယောက်ကောင်းကောင်းမွန်မွန်ကြီးပြင်းမှုဆိုတာမိဘနှစ်ယောက်စလုံးကလည်းတာဝန်ကြီးလုပ်ရမယ်တဲ့အခန်းကဏ္ဍတွေကိုကွာမိမအလုပ်ယောက်ျားအလုပ်ဆိုပြီးတော့မခွဲသင့်ဘူးဒီကလေးနဲ့ပတ်သက်လာပြီဆိုရင်ဥပမာကလေးအနီးလဲတာတို့အနီးလျှော်တာတို့ဟင်းချက်တာတို့နိုးဘူးတိုက်တာတို့အဲ့လိုမျိုးတွေပေါ့ကွာမိဘတွေပြီးရင်ကိုနှစ်ယောက်တည်းမဟုတ်ဘူးကွာမိဘတွေဆွေမျိုးမိတ်ဆွေတွေရဲ့အကူအညီလဲလူလိမ့်မယ်တဲ့ဥပမာကွာဒီကလေးရဲ့မိဘနှစ်ယောက်ကအဲ့လိုမျိုးအလုပ်တစ်ဖက်ကိုစီနဲ့ရှိရဲဆိုတော့အချိန်ပြည့်မကြည့်နိုင်ဘူးအဲဆိုမိဘတွေဆွေမျိုးတွေစီမှာခဏသွားထားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့လေဒီမှာဆို the bottom of the deck ကဒီမှာ okay C tone ဆိုတော့ဒီမှာC tone ဆိုတော့သူကနာယောခတ်ကိုပြောတာเนาะ traditional tarot တွေမှာဆိုရင်ပိုင်3တွေကအိမ်အောင်ရေးအရန်ကန်ကောင်းတဲ့သူတွေပါဒီမှာဆိုလဲအိမ်အောင်ရေးကန်ကောင်းတယ်လို့ပြောထားတယ်လေဒီမှာဒီ3က writer တွေမှာဆိုရင်လေအိမ်အောင်ရေးအရန်ကန်ကောင်းတဲ့သူတွေပါတယ်အိမ်အောင်ကြပြီးကလေးရလာတဲ့အချိန်ထိတဲ့သမီးကြီးစားပွားမှာလို့ပဲတယောက်ပေါ်တယောက်အရန်ဂယူဆိုင်ပြီးမယ်တဲ့တယောက်နဲ့တယောက်အရန်ချစ်ကြတယ်တဲ့ကလေးကိုလည်းချစ်လိမ့်မယ်တသေးလို့ဟုတ်ကဲ့အဲ့ဒါဆိုတော့ဒါကသင်ရဲ့ပိုင်3ရဲ့အတွက်သင်ရဲ့ future အချိန်အချောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာတချို့တွေပေါ့လေ personal reading တွေပါမေးချင်တယ်ဆိုရင်ဒီမှာ Facebook page လည်းဒီနာမည်ပဲเนาะဟုတ်ချို့မေးကြတော့လေအဲ့ comment တွေမှာဒါမှမဟုတ် reply ကပြန်လို့မရသေးဘူးဆိုတော့ဒီမှာဆိုလည်းအများကြီးပဲပေးရပိုင်းတွေလုပ်ပြီးထားတယ်เนาะဟုတ်ကဲ့ကျေးဇူးပါအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက် reading တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်တတား